ခေါင်းလိုက်တာကွာညအိတ်တာနောက်ကျသွားတာပဲခုမှပဲစိတ်ကြည်လင်သွားတယ်နတ်ဆော့ဆော့ကော်ပီပူလေးတောက်ရတာတိတ်ကိုရတာရှိတာပဲကျောင်းတော့ဖို့အကုန်လုံးတော့ပြင်ဆင်ပြီးသွားပြီဒီနေ့ကငါ့ရဲ့ပထမဆုံးကျောင်းထဲရမယ်နေမလို့လားမသိဘူးလန်ဆန်တက်ကြွနေတာပဲဒီနားတော့အိမ်မှာလူသားလူလာလည်းတိတ်မရှိပါလားတိတ်စိတ်နေတာပဲငါအခုရက်ွက်ကိုစပြောင်းလာတာဆိုတော့လမ်းတွေကိုတခြားမှတ်ထားရမယ်ဟာပြောရင်ဆိုရင်လမ်းမပြီဒီဘက်သွားမှာဟုတ်ဟီလမ်းရှောင်းနေလို့တော့မဖြစ်ဘူးကျောင်းမမြင်ရအောင်ဘတ်စကားစီးတော့ရမယ်ကျောင်းရောက်တဲ့ဘတ်စကားလည်းမဟုတ်ပါလားကျောင်းတဲ့ချိန်ကနီးနေပြီကိုကျွန်တော်ကပဲစီးရတော့မှာပေါ့သူတို့ဟိုပလိုက်တော့ကအဲကုန်းလည်းမရောက်နောက်ဆုံးတော့ကျောင်းပေါက်တော့ရောက်ပြီဆက်လန်းလျှောက်ရအောင်မယ်ဒီဆိုင်လေးကလှတာပဲတင်း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  Hey, Uma silly. Wow. Do what, silly? Hoopa hoopa. Do what, hey? Did you do down beyond that? Jump down, Nazara. Hey, Giuselino. ဒီမှာဟွာလေကျောင်းကြီးရုံကဘယ်နားမှာလဲ Ah,